အမေငါအကြောင်းကောင်းကောင်းသိစေရမယ်ဟာအမေတို့အန်တီတို့ဒီနေ့အိမ်မှာလူစုံလို့ပါလားဘဲမှမသွားကြဘူးလားယင်ဘာလဲစက်ပွဲမရှိဘူးလားဇပွဲရရှိရဖျားလက်မသေးရကုံသွားလို့။အော်သားရဲ့အမေနောက်ဆုံးဝင်ရရင်တော့ကျင်းနေပါသေးတယ်။ခုတော့ဟိုဘွားတော့ခြေတလန်းတာတော့ငါဒေါသအရန်ဖြစ်တယ် ငါလေးအိုနေပါပြီအေးငါတို့မင်းသားလေးကိုလေဘေးချင်းမှရှေ့ဆုံးတန်းကနေအပိခွင့်ရမလဲမသိပါဘူးအေးမနေလိုက်တာငိုချင်တယ် ။အမရဲ့စိတ်မပြတ်ပါနဲ့။တနေ့တော့ငါတို့အိမ်မက်အကောင့်ထဲပေါ်လာမှာပါ။ ဟောအမေရဲ့အမေတို့ကလေအခုစက်ပွဲမကြည့်ရလို့ဘူးနေတာဆိုတော့အခုသားလေဇမင်သားအစ်စ်ဆက်နဲ့မိတ်ဆက်ပေးမယ်ဘလို့လဲ ဟဲ့မိတ်ဆက်ပေးတခုတော့ရှိရဲ့ तू ကလေဘယ်ပွဲမှမကဘူးသေးတဲ့မင်းသားအဲ့လိုဆိုတော့အမေတို့အန်တီတို့ကလေအိုးပြပြ तू နဲ့တွေ့ခွင့်ရမှာ ဟဲ့ဒါဆိုပါကင်မော ဟဲ့ဘောက်ပါကင်လဲဘောက်ပါကင်လဲအန်တီရဲ့ မဟုတ်ပါဘူးတားရဲ့မင်းသားကပွဲကိုမထွက်ရသေးဘူးဆိုတော့အစ်စ်ကိုပြောရပါအစ်စ်ဩအမေတို့ကလေမင်းသားကိုချစ်တယ်ဆိုတာတဲ့အမှုပညာကိုချစ်မှန်သားနားလည်ပြီးသားပါ ဟုတ်မင်းသားကိုချစ်တယ်မဟုတ်ပါဘူးနင်းကြောင်ချစ်တာ အနေပြနောင်မြန်နိုးတာ တွေ့တာ အမ်ဘာဟုတ်ပါပြီအဲ့ဆိုရင်လေဒါအခုပဲမင်းသားကိုဖုံးဆက်ပြီးခေါ်လိုက်တော့မယ်နော် အေးခေါ်လိုက်ညလေးကောင်းနေမသားရဲ့ အေးပါစုလေးပါလေးချဖို့တော့မမိတ်နဲ့အောင်နော် ချချပါချပါရေးသားပြောတဲ့ဇမင်သားတကခုတည်းမလာသေးဘူးငါတော့ပြစ်နေပြီ ဟဲ့ဘာဖြစ်လာတော့ ။အော်ကြည့်ချင်လို့ဒီခုံနေတာ။ဘာဖြစ်လဲ။ဘာဖြစ်လဲ။ ဟေးစီမီရောင်စုံတာရဲညာလလာပပငွေကြလေးတွေမိတ်တုံညာမိတ်တုံစီမီရောင်စုံတာရဲညာလလာပပငွေကြလေးတွေမိတ်တုံညာမိတ်တုံအားပေးလို့တိတ်ပြော ကြရမှာပေါ့အပေးရမလဲ ဒီတဲ့အဲ့ညီတိုင်းလား အေးတူတလူလို့ရှိတာ ဘာလို့သူကလဲညီတာမှညီတာစစ်တော်တက်မလား ခဏနေပါဦးတော်တော်တို့ပဲပြောတော့စက်ပွဲမကြည့်ရရင်မနေနိုင်ပါဘူးဆိုအခုဂတိပေးထားတဲ့အတိုင်းမွေးတို့စုတော်ငွေတို့ချလို့ရပါပြီခင်ဗျာ အိုးခိုင်းကြိုက်လာလို့ထိုင်ဆောင်အောင်ကြားလို့လား လည်းကြိုက်နေဦးပြန်ဆုပ် ဘာမှမပူပါနဲ့ခင်ဗျာဟောဒီမှာဂုံရထုတ်ထားတဲ့အယိုးကျော်လိမ့်စစ်စီလေးရှိပါတယ်ခင်ဗျာဒါလေးကိုသုံးတော်မူပါခင်ဗျာနော်ကဲအဲ့တော့အခုလိုမျိုးစုံတွေ့ခွင့်ရတာကိုလဲကျွန်တော်မျိုးဝမ်းသာပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်မျိုးကပြတာကိုကြည့်ခွင့်ရတာဆိုတာဘာကြောင့်လဲသိလား သိဘူး ပထန်းဆက်ပါလို့ဗော စပွဲဆိုတာပထမဆက်ပါလို့ကြည်ရတာဒါပထမဆက်ရှိလို့သွားရတာ Essa Paulo Boia.